အိမ်မက်တွေအများကြီးရှိပေမဲ့ဘယ်ကစရမလဲမသိပဲလမ်းကြောင်းနေတဲ့သူတယောက်လားဒါမှမဟုတ်ရင် vision book ကိုတော့ကြားဘူးတယ်ဒါပေမဲ့ပုံကြီးတွေပဲကတ်တာဘလို့ effective ဖြစ်မှာလဲဆိုပြီးတော့မယုံကြည်တဲ့သူတွေမှာပါလားဒါမှမဟုတ်ရင်လေ vision book ကိုတော့သိတယ်try not try ဘူးရှင်တယ်ဒါပေမဲ့ဘလို့စပြီးတော့ create လုပ်ရမလဲမသိဘူးဆိုရင်ဒီ video လေးကအသုံးဝင်မှာပါဒီနေ့မှာတော့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုအမှန်တကယ်ဖြစ်လာအောင်ဆွမ်းဆောင်ပေးနိုင်မယ် vision board တစ်ခုကိုဘယ်လိုဖန်တီးရမလဲဆိုတော့ကိုအစဉ်စဉ်နည်းလမ်းတွေကိုပြောပြတော့မှာဖြစ်ပါတယ်။ vision board တစ်ခုကိုကြည့်လိုက်ရင်ပုံတွေကတ်ထားတာမြင်မှာပေါ့နော်။အဲ့ဒါကပုံတွေဒီတိုင်းပဲကတ်ထားတာမျိုးမဟုတ်ပါဘူး။သိပ္ပံနည်းကျပြောရရင်အုံနောက်ထဲက neurons တွေပေါ့အလုံးလုံးအောင်လှုံ့ဆော်ပေးနေတာပါ။အုံနောက်ကပြောရမယ်ဆိုရင်မြင်နေကြအရာတွေကိုပဲပို့ပြီးတော့ဦးစားပေးပြီးတော့လှုံ့ဆော်တတ်တဲ့သဘောကိုအသုံးချပြီးတော့ကိုယ့်ရဲ့ပန်းနိုင်စီကိုအမြဲဆုံးရောက်အောင်လှုပ်ဆောင်နိုင်စေတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ vision board ပေါ်မှာပုံတွေမကတ်ခင်မှာကိုမေးရမယ့်မေးခွန်းတစ်ခုရှိတယ်။ငါဘာကြောင့်ဒါကိုလိုချင်ရတာလဲဆိုတာမေးတဲ့နဲ့လူအများစုကလှပတဲ့ကားပုံတွေအိမ်ပုံတွေကိုကတ်တတ်ကြတယ်ဒါပေမဲ့အုံနောက်ကရုပ်ပုံထက်စာရင်စိတ်ခံစားချက်ကိုပို့ပြီးတော့မှတ်မိတတ်တယ်ဥပမာပတ်စံများကြီးရချင်လိုက်တာဆိုပြီးတော့ပတ်စံပုံကြီးကတ်ထားတဲ့စာရင်ပတ်စံရှိလို့စိတ်အေးချမ်းချမ်းသာခီးသွားနေရတဲ့ခံစားချက်ဒါကိုစဉ်းစားကြည့်ပါဒီလိုစိတ်ခံစားမှုနဲ့ချိတ်ဆက်လိုက်မှကိုယ့်ရဲ့ vision book ကလည်းအသက်ဝင်လာမှာပါဒုတိယအချက်ကအတိတ်ကိုပြန်ကြည့်ပြီးအနာဂတ်ကိုပုံဖော်ပါ reflect and intention ပြီးခဲ့တဲ့နှစ်ကဘာတွေသင်ယူခဲ့လဲဘာတွေလိုအပ်နေသေးလဲဒီနှစ်မှာရောကိုကဘယ်လိုလူမျိုးဖြစ်ချင်တာလဲ2026အတွက်ကိုယ့်ရဲ့ theme တစ်ခုသတ်မှတ်လိုက်ပါဥပမာပြောရမယ်ဆိုရင် growth ဖြစ်ချင်တာပေါ့နော်ဒီလိုလုပ်ချင်အပြင်ကိုယ့်ရဲ့ vision book ကိုပို့ပြီးတော့တည်ကြစေမှာပါအခုခေတ်မှာ vision book လုပ်ဖို့ကနည်းလမ်း2မျိုးရှိတယ်ပေါ့နော် physical book နဲ့ digital book နဲ့ physical book ကတော့ magazine တွေဓာတ်ပုံတွေကိုညှက်ပြီးတော့ဘုတ်ပေါ်မှာကတ်တယ်အဲ့လိုမျိုးလုပ်ချင်အပြင်ကြတော့ကိုကလက်နဲ့တကယ်ကိုလက်တွေ့ထိထိရောက်လှုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့စိတ်ထဲဆွဲမြဲစေတယ်နောက်တစ်ခါကျတော့ digital book ကကြတော့ canvas လိုမျိုးapplication တွေသုံးပြီးတော့ phone wallpaper ဒါမှမဟုတ် desktop အဖြစ်ထားလို့ရတယ်အဲ့ဒါကြတော့လေခေါင်းတဲ့ချက်ကအချိန်မီကြည့်လို့ရပြီးတော့ကိုဘာသာကိုလည်းအဲ့လိုမျိုးသွားပြီးတော့ edit လုပ်လို့ရတယ်ပြောင်းလဲလို့ရတဲ့အတွက်ကြောင့်ပို့ပြီးတော့ခက်စားလာတယ်theme ကိုလည်း create လုပ်ပြီးသွားပြီနောက်တစ်ခါ digital book လုပ်မှာလား physical book လုပ်မှာလားကလည်းရွေးပြီးသွားပြီဆိုရင်book တစ်ခုလုံးကိုရောက်ရခက်မနေအောင်ရှုပ်ပွားမနေအောင်ဒီကဏ္ဍ၅ခုကိုအခြေခံပြီးတော့စဉ်းစားကြည့်ပါဒါကို wheel of life လို့လည်းခေါ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ health ကျန်းမာရေးပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာလေ့ကျင့်ခန်းပုံစံဒီကဏ္ဍကိုလည်းထည့်သွင်းထားတဲ့ねဒုတိယက career and money အလုပ်ကိုင်တဲ့ငွေကြေးကိုတက်ချင်တဲ့ရာထူးစုချင်တဲ့ငွေပမာဏနံပါတ်3က relationship တွေပေါ့နော်မိသားစုတငယ်ချင်းတွေနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေနံပါတ်4ချက်က personal growth ဖတ်ချင်တဲ့စာအုပ်တက်ချင်တဲ့ဘာသာစကားနံပါတ်5က adventure and travel ခရီးသွားတာကိုသွားချင်တဲ့နေရာဒေသတွေပေါ့နော်အဲ့တော့ဘဝတစ်ခုလုံးဟန်ချက်နေဖို့ကဒီ5ခုစလုံးကိုမျက်မျှတထည့်သွင်းဖို့အရေးကြီးတယ်အခုပြောမယ့်ဟာကအဲ့ဒါလျှို့ဝှက်ချက်ဘာလဲဆိုတဲ့ခါကျတော့အောင်မြင်တဲ့ result ကိုပဲပုံဖော်မနေဘဲနဲ့အဲ့ဒီအောင်မြင်မှုကိုတွားနေတဲ့လှုပ်ဆောင်နေတဲ့ပုံရိပ်တွေကိုပါထည့်ပါတဲ့ကိုဘုတ်ရဲ့25%ကိုအဲ့လိုမျိုးပုံနေနဲ့ဖြည့်ပါဥပမာပြောရမယ်ဆိုရင်ကိုကစာရေးဆရာဖြစ်ချင်တဲ့အဲ့စာရေးဆရာအောင်မှာစာအုပ်ထုတ်ချင်တယ်ဆိုရင်စာအုပ်ပုံတွေမကတ်ဘဲနဲ့ကိုစာရေးနေတဲ့ပုံပါထည့်ပါအဲ့တော့မှအုံနောက်ကနေပြီးတော့ဒါကိုအလုပ်တစ်ခုအနေနဲ့လက်ခံပြီးတော့စူးစမ်းခြင်းစိတ်ဖြစ်ပေါ်လာမှာပါတဲ့ပြီးတော့လေပုံတွေရှားထဲမှာစာသားတူတူလေးလည်းလိုက်ထည့်ပေါ့နော်အဲ့ဒါကပြောမယ်ဆိုရင်အခုကာလဒီပစ္စုပန်ကိုဥတည်ပြီးတော့ရေးတဲ့စာသားမျိုးတွေရေးတဲ့နေပြောမယ်ဆိုရင် I am healthy I'm wealthy ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးရေးအဲ့လိုမျိုးဆိုရင်ねကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့ဒါကိုတကယ်ဖြစ်နေပြီလို့လက်ခံပြီးတော့
အကောင့်ထဲပေါ်ဖို့စူးစမ်းပါလိမ့်မယ်ပြီးရင်နောက်တစ်ခုကလူတွေလုပ်လေးရှိတဲ့ဟာအဲ့ fashion book ကို create လုပ်ပြီးသွားတယ်လူတွေကိုပြရမှာလည်းရှက်တယ်လူတစ်ယောက်မြင်သွားမှာလည်းရှက်တယ်အဲ့တော့လုပ်ပြီးသွားပြီဆိုအကြောင်းထိုးလိုက်တာများတယ်အဲ့တော့လုပ်ပြီးသွားတဲ့အချိန်မှာ view တွေလည်းသွားပြီးတော့မထည့်ထားနေပေါ့နော်အထူးကောင်းတဲ့ဟာကြတော့အဲ့ရနုံနုံချင်းမြင်ရတဲ့နေရင်ဒါမှမဟုတ်ရင်ကိုက digital book လုပ်တယ်ဆိုရင်ဖုန်း wallpaper မှာထားပေါ့နော်အဲ့တော့ကိုမျက်လုံးနဲ့တဒန်းလေးရှိတဲ့ eye level မြင်သားထင်သာရှိတဲ့နေရာမှာထားပါ fashion book ကို create လုပ်ပြီးတော့တလားလောက်နေမှတစ်ခါကြည့်ရမျိုးမဟုတ်ဘူးအဲ့တနေ့ကို9မိနစ်လောက်အဲ့ဒီပုံတွေကိုကြည့်ပြီးတော့ဒါတကယ်ဖြစ်လာနေပြီငါစီကိုရောက်လာတော့မယ်ဆိုပြီးတော့စိတ်ထဲကနေပြီးတော့ယုံကြည်လိုက်ပေါ့နော်ဘယ်ချိန်နဲ့အကောင်းဆုံးလဲဆိုတဲ့အခါကျတော့အဲ့ရနိုးနိုးချင်း9မိနစ်နဲ့ညအိခံနေ9မိနစ်အဲ့ဒီအချိန်ကအုံနောက်က subconscious mind လို့ခေါ်တဲ့မသိစိတ်က active ဖြစ်နေဆုံးအချိန်ပေါ့လေအဲ့ဒီချိန်မှာဒီဘုတ်ကိုကြည့်ပြီးတော့ manifest လုပ်တဲ့ဟာကကိုယ့်ရဲ့တနေ့တာဆုံးဖြတ်ချက်တွေကိုအိမ်မက်တွေစီကိုဥတည်သွားစေနိုင်တယ်fashion book ကပြောမယ်ဆိုရင်မော်အတက်လည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့အုံနောက်ကိုဘယ် direction ကိုသွားမလဲဘယ် direction ကို focus လုပ်ရမလဲဆိုတာကိုထိန်းညှိပေးတဲ့အကောင်းဆုံးတူတစ်ခုပါဒီနေ့ပြောသွားတဲ့ tips တွေကိုသုံးပြီးတော့ fashion book လေးတစ်ခုကိုအတူတူ create ကြည့်ကြအောင်ပေါ့နော်အဲ့တော့ fashion book တစ်ခုကိုရော create လုပ်ဖို့လား create လုပ်ပြီးပြီလားအဲ့ဒါဆိုရင်ကောဘယ်လိုလေးတွေ tips and tricks လေးရှိလဲဆိုတာလည်းမျှဝေပေးပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယ့်ရဲ့ကျန်းမာရေးနဲ့စိတ်ခွန်အားအတွက်ဘူးသုဒတွေကိုအမြဲတင်ဆက်ပေးနေအောင်ပါမလို့ဒီ Audible Mind ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးအမြဲတူတူရှိနေပေးပါအောင်နော် bye